အဲ့ဒီနေ့ညကပုံမှန်ရက်တွေလိုပါပဲကုမ္ပဏီမှာအချိန်ပိုတွေအများကြီးဆင်းပြီးပင်ပန်းနွမ်းနယ်စွာနဲ့အိမ်ပြန်လာခဲ့တဲ့ညတညပေါ့အိပ်ရာတွေလဲလျောင်းလိုက်ပြီးနောက်မျက်လုံးပြန်ပွင့်လာတဲ့အချိန်မှာတော့ထူးဆန်းတဲ့အလင်းတန်းတစ်ခုနဲ့အတူအရာရာဟာပြောင်းလဲသွားခဲ့ပါပြီဖရားကြီးငါကအကြောင်းဖြစ်သွားတာလားလို့ကိုပြန်မေးရင်းရင်ထဲမှာထိတ်လန့်တုန်လှုပ်မှုတွေအပြည့်ဖြစ်သွားခဲ့ရပါတယ်တုံတုံရင်ရင်နဲ့ငုံကြည့်လိုက်မိတဲ့အခါအမြဲတမ်းမြင်တွေ့နေရတဲ့လူသားလက်တွေမဟုတ်တော့ပဲအမွေးပွားပွားနဲ့ကြောင်ချေပွားလေးတွေဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါဘလောက်တောင်ကြောက်လန့်သွားမလဲဆိုတာစဉ်းစားတာကြည့်ပါတော့ငါအခုလေးတင်အချိန်ပိုဆင်းပြီးအိမ်ပြန်လာတာမဟုတ်ဘူးလားဘလို့ဖြစ်လို့နိုးလာတာနဲ့ကြောင်ဖြစ်သွားရတာလဲလို့ဘလို့မှအဖြေရှာမရပဲဘသူဖြစ်ဖြစ်ငါ့ကိုလာခဲ့ကြပါဦးအဲ့ဒီအချိန်မှာပဲအနောက်ကနေခြေတံပြင်းပြင်းတစ်ခုကြားလိုက်ရပြီးပုံရိပ်တစ်ခုတရွေ့ရွေ့ကတ်လာခဲ့ပါတယ်ဟောဒီနေရာမှာဘာလို့ကြောင်လေးတစ်ကောင်ရှိနေတာလဲကဲကြပါဦးဒီလူကြောပြင်မှာအတောင်ပံတွေရှိနေတယ်တရဝဆန်းပဲတေချာပေါက်တရဝဆန်းကြီးပဲညောင်လှဲကြည့်လိုက်တဲ့အခါမှာတော့နှလုံးသားတစ်ခုလုံးတုံးလို့သွားရပြန်ပါတယ်အဲ့ဒီလူရဲ့ကြောဘက်မှာကြီးမားလာတဲ့အတောင်ပံကြီးတွေရှိနေပြီးလူသားတစ်ယောက်နဲ့လုံးဝမတူပါဘူးအဲ့ဒီအတောင်ပံနဲ့လူကြီးကတနာကယူနာတက်တဲ့မျက်လုံးတွေနဲ့ငုံကြည့်တာကောင်းလေးမင်းလန်းပြောင်းနေတဲ့ပုံပဲလို့ပြောပြီးလက်ကိုဆန့်တန်းလိုက်ပါတယ်ကြောင်လေးကတော့ပိုပြီးလန့်သွားကမြောင်းမကင်နဲ့ငါ့ကိုမကင်နဲ့ငါကအရင်ရိတ်ခါမဟုတ်ဘူးနော်ညောင်တို့တက်နိုင်သမျှချင်းချောက်တဲ့လေတံနဲ့အော်ဟစ်ပေမဲ့အဲ့ဒီလူကြီးကတော့နားမလဲပဲခက်ပြုံးပြုံးနဲ့ကောင်းလေးမကြောက်ပါနဲ့မင်းကိုငါအိမ်ခေါ်သွားမယ်လို့ပြောပြီးပွေ့ချီလိုက်ပါတော့တယ်ကြောင်လေးခါများရင်ထဲမှာတော့အိမ်ပြန်မယ်ဟုတ်လားအိမ်ပြန်နေဆိုတာမင်းရဲ့ညစာအဖြစ်ပြောင်းလဲဖို့မဟုတ်လားကဲကြပါဦးမြောင်မြောင်မြောင်နဲ့တစားစားအော်ဟစ်ရင်းပါသွားခဲ့ရရှာပါတယ်အတောင်ပံနဲ့တရဝဆန်းကြီးပွေ့ချီခေါ်ဆောင်လာတဲ့နေရာကတော့တိမ်မြူတွေဝေးမိုင်းနေတဲ့တောင်ကုန်းမြင့်ကြီးပေါ်ကရှေးဟောင်းကိုင်းတော်ကြီးတစ်ခုစီကိုဖြစ်ပါတယ်ရောက်ချင်းမှာပဲစီနီယာအကိုကြီးဖြစ်ဟန်တူတဲ့လူတစ်ယောက်ကအပြေးလွှားရောက်လာပြီးဆရာဒါကကြောင်တကောင်မဲလားလို့အံ့ဩတကြီးမေးမြန်းပါတော့တယ်ဆရာဖြစ်သူကလည်းအေးအေးလူလူပဲအင်းတောင်တက်လမ်းမှာကောက်ရလာတာနောင်ကြရင်သူကငါတို့ရဲ့နောက်ဆုံးပိတ်တပည့်ဖြစ်လိမ့်မယ်လို့ပြန်လည်ဖြေကြားလိုက်ပါတယ်နောက်ဆုံးပိတ်တပည့်ဟုတ်လားဒါဆိုတကားပိတ်ပြီးအရင်ရိတ်ခါဖြစ်ငွေထားမဲ့တပည့်ကိုပြောတာလားငါ့ကိုတကယ်ပဲချက်စားကြတော့မှလားလို့တွေးပြီးမလုပ်ပါနဲ့ညောင်လို့မူမဲမဲနဲ့អော်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ဂိုင်းသားတယောက်ဖြစ်တဲ့တပည့်တယောက်ကရောက်လာပြီးကတော်တော်ချစ်ဖို့ကောင်းတာပဲလို့ပြောရင်းကြောင်လေးကိုချီဖို့လက်ကမ်းလာပါတယ်ညောင်ငါ့ကိုမကင်နဲ့မင်းလက်မှာသွေးတွေပေးနေတယ်ငါစားမခံချင်ဘူးညောင်တို့အတင်းရုံးကန်ပါတော့တယ်ဂိုင်းသားတွေအားလုံးကတော့ကြောင်လေးရဲ့အော်ဟစ်တန်တွေကိုဘာသာစကားတစ်ခုလိုနားမလဲပဲချစ်စနိုးနဲ့ညောင်ညောင်အော်နေတယ်လို့ပဲထင်မှတ်နေကြပါတယ်စီနီယာဖြစ်သူကကြောင်လေးကိုစိတ်သက်သာရစေခြင်းလို့နှွေးထွေးတဲ့လေတံနဲ့ညီမလေးဘာလို့ချင်လဲစီနီယာအကိုပေးမယ်လေးလို့မေးရှာပါတယ်ကြောင်လေးကတော့ရင်ထဲကရှိသမျှကိုအကုန်အော်ပြောမိတာပေါ့ငါအိမ်ပြန်ချင်တယ်လူသားအဖြစ်ပြန်ပြောင်းချင်တယ်ဒီထူးဆန်းတဲ့ဂိုင်းထဲမှာမနေချင်ဘူးညောင်တို့ဘလို့ပဲအော်တစ်ဖက်ကကြားရတာကတော့ညောင်ညောင်ဆိုတဲ့အတန်လေးပဲဖြစ်နေပါတယ်ဒီလိုနဲ့စီနီယာဖြစ်သူကကြောင်လေးပိုက်စာနေတဲ့အချိန်နဲ့ညီမလေးအသားစားချင်လို့လားစီနီယာအကိုဖမ်းပေးမယ်လေးလို့စေတနာနဲ့ထပ်မေးပြန်ပါတယ်အသားဆိုတဲ့စကားလုံးကြောင့်ကြောင်လေးခင်ဗျာပိုးပြီးလမ်းဖြန်သွားပြီးငါအသားမစားဘူးငါကကြောင်ဆိုပေမဲ့အသားစိမ့်တွေမစားဘူးပြီးတော့မင်းတို့ဖမ်းလာမယ့်အသားကဘာသားလဲလူသားအသားတော့မဟုတ်တော့ပါဘူးနော်